ကျွန်တော်တို့ရှေ့ရောင်းတဲ့အရင်အမကြီးအိမ်မှာလာလဲတာမဟုတ်ဟိုမှာအသီးနည်းနည်းလာပုတ်ပေးတာအေးဟိုမှာသမင်းလဲကျွေးပြီးသွားပြီသမင်းလဲစားပြီးသွားပြီဒီဘက်ကသမင်းလာဆိုအသီးလဲစားပြီးအေးမဟုတ်ပါဘူးသမင်းလဲစားပြီးသွားပြီသမင်းလဲစားပြီးသွားပြီသူကတခြားဟာလည်းရှိသေးတယ်သမင်းစားပြီးတာမပြီးသေးဘူးမှတခြားဟာပါရှိတယ်ဆိုတော့ပြပြီးတော့မှပဲတုတ်ရန်စားကောင်းလာဒီပဲတုတ်ဟာလေးကျွန်တော်ကလေးဘွားတွေကကြိုက်တာဟိုရန်ကုန်မှာဆိုမြို့လေကောင်ရုပ်ရှင်ရုံဖြစ်ပါလေရန်ကုန်မြို့လေကစာကလေးခွင်နဲ့ရောတုတ်လဲရတယ်သူကပရာကျော်နဲ့တုတ်တယ်အေးတော့လိုက်မလိုက်ပဲပရာကျော်နဲ့လည်းလိုက်တယ်မှန်နော်အေးလာပြီအမကောင်းပဲလဲစားပြပြီမယ်မကျော်နေကြပြီမလေးသူတို့ကတော့အနေကောင်လွတ်လဲလုံနိုင်တယ်မပေးကလေးများတော့ဘောအေးပေါ့မပေးရဲ့တက်တော်ရဲ့သူတို့အရသာလေးပေါ့နော်ဗာအရွက်အမွေးတွေရှိသေးတယ်ဟိုကဗာလဲတော့အေးတရွက်ဟိုရွက်ပြင်းတော့တင်ရွက်ဟိုမှာတော်ရေးတင်ရွက်ဟုတ်တယ်ရေကွဲနေမရှယ်တော့မှာတီကြော်ထဲကောင်းအေးကြော်ထဲအေးလေဘာမှဟိုလှစရာမလိုဈေးရောက်စားတာမဟုတ်ဘူးဆိုတော့ရောင်းဖို့မဟုတ်ဆိုတော့ညီစရာမလိုဘူးဟိုရောင်းလာကောင်းမငရုတ်ဒီကျွတ်နဲ့လေအရန်လိုက်တော့ငရုတ်စီနဲ့အဲ့ဒါတုတ်စားရင်လည်းကောင်းတယ်ဟိုရှယ်ပဲအဲ့ဒါကျွန်တော်တို့လည်းကိုယ့်အိမ်မှာနေတော့အဲ့လိုမျိုးတွေမလုပ်စားဖြစ်ဘူးစားလည်းမစားဟိုမဖြစ်ရဘူးမစားဘူးအဲ့ဒါမိတ်ကောင်းဆွေကောင်းတွေရှိတယ်ဆိုတော့အမသူတို့ဒီမှာလာလေလို့ရှိရင်တော့အဲ့ဒါမစားတဲ့ဟာတွေစားရတယ်မကြော်နေပြီမကျွန်တော်တိုးရှိတယ်အမကြီးပါနော်အခုတော့တိုးရှိစားတိုးရှိကြိုက်တဲ့လူတွေခဏအောင်လာကြအောင်ຫນွေကြမှာစားမှာပါနော်စားရမယ်မပူနဲ့မကြခင်ຫນွေရောက်တော့မှာပါလို့တော့ဟိုမှာဒီမှာတော့စနိုးတွေတော့ကုန်နေပြီမကြတော့ပါဘူးလို့မ3လပိုင်း4လပိုင်း5လပိုင်းဆိုရင်တော့အဆင်ပြေပြီဟိုမှာတရားကြောကောင်းအခါမဲ့ပါပဲလို့တော့မှကျွန်တော်တို့ညီကိုမောင်နှမတွေဆိုတော့သိတော့ဟလားကောင်းမှသူကြော်တာဒါကြော်ပြီးသွားပြီဟိုမှာဘယ်လောက်ကျွတ်ရွနေဘယ်တော့မသိဘူးမကြည့်ရှင်းတယ်ဟေးပြီးနေစားတော့ဟောပါပြီစားမတခုပဲကြည့်လိုက်မယ်စားခုကြိုင်စားလိုက်မယ်အမရအပြေစားမစားတော့ဟောပါပြီခုနေတဲ့မမဦးလေးပူခွဲချိန်ကြော်ကောင်းပါရွရစားခဲ့တယ်ဒါတွေကလေဒီမှာလေးဘဒူအိမ်မအဲ့လိုမကြော်ကြမချက်ကြဘူးသိရလားခုနပဲတုတ်ဆိုလဲဘဒူအိမ်မမလုပ်ကြဘူးကျွန်တော်တို့ဗမာကရင်တွေဆိုဘိုးဆိုဒီမှာတော့သူတို့ရဲ့ရိုးရအစားအစာလိုဖြစ်နေတယ်ဆိုတော့သူတို့ကလောက်တက်လေလေပုံမှန်နေတဲ့ကသူတို့ကလုံနေကြအပြီးအစားအစာတွေကသူတို့ကမထူးမဆန်းတော့ဆိုတော့ကောင်းချက်ပူရင်ချမ်းပြန်လန်ကမီးပြင်းလို့လည်းမကောင်းသူကစစ်တင်းနဲ့ကြော်ရတယ်သူကမီးပြင်းအထဲမှာမကျက်မီးပြင်းလို့ရှိရင်အပြင်ကမဲတူသွားပြီးတော့အထဲမှာမကျက်တာတော့ဖြစ်တတ်တယ်ကောင်းသူတို့ကတော့ပြီးတဲ့အတိုင်းပဲသူတို့ကအိမ်တော်ရှင်မဆိုတော့အိမ်တော်ရှင်မတာဝန်ကြည့်တယ်သူတို့ကတော့ချက်တယ်ပြုတ်တယ်သူတို့လို့သူတို့လို့ပဲသူတို့ကတတ်မှတ်ထားတယ်သူတို့ကအိမ်မှာနေသူတို့ကချက်ဖို့ပြုတ်မယ်အားလုံးစားဖို့တော့မိသားစုစားဖို့တော့သူတို့နေ့စဉ်လုပ်နေကြအလုပ်ဆိုတော့သူတို့တော့မထူးမဆန်းတော့ဘူးနော်ရွာနေရပါစားကြည့်ရွာတော့မတော်ရွာချိုးလေမဆက်တတ်ဘူးဆိုရင်လေမလောက်တတ်မဆက်တတ်တဲ့လူတွေကလေကတ်လိုက်တာလည်းမာကတင်းနေရပါသူကမရွဘူးဟုတ်တယ်မြင်တော့စားဘူးလည်းမာတာဟိုကဒါကတော့ရွာနေရပါလားပူလေးဖြစ်လို့လည်းပါတယ်သူတို့ဆက်တာလည်းအဆင်ပြေတယ်တော်ပြီမတူတော့ကိုက်နိုင်မှာမဟုတ်ဘူးနိုင်တယ်တက်ကမရင်ရွေးပါရင်ရွေးကြမှာယူမယ်ကျေးဇူးပါလိုလေသေးမရှိပါဘူးရင်ရွေးကြလိုလေသေးမရှိအမလေးဟိုမှာအဖိုးကြီးလည်းပါလှုပ်နေလို့လှုပ်နေရောပဲရရှိတယ်ပဲထဲမှာတော့စတူတော့ပဲနော်မိမဝေရွာလေးကိုက်ဘာကြီးတော့မမင်းနဲ့ကိုက်ဘာကြီးတော့မမင်းနဲ့မဆာလို့ခေါ်ရွာတော်ရွာတယ်မရွာနေမနာဘူးလေမနာဘူးဒီကောက်စားကျွန်တော်ကခုနကိုက်ထားတဲ့အပိုင်းလေးပေါ့နော်ရွာလေးပဲတော်ရွာတယ်ရွာလေးမွေးတယ်သူ့ရဲ့ဘာရွက်လဲဟိုပြင်းတော့တင်ရွက်မှုမွေးလေးတွေပါတယ်သိတော့လားဟိုစီတက်ရွက်ပေါ့နော်မြန်မာတွေကတော့စီတက်ရွက်ပဲခေါ်တာများပြင်းတော့တင်တော့哇，不是来，别忘了，啊，也好，早点，都不上了，他考绝了，业绩高了都快，都不上嘛来了呢。啥？我们在马飞进去看没？刚。啥人嘛？သူကတွားနာတာမဟုတ်သူကလေချောင်းနာတာပေါ့နော်အပူများပြီးတော့အပူကန်ပြီးတော့လေချောင်းမရလေချောင်းမနာရှိကောလို့စားလို့ရတယ်လေချောင်းနာလို့တော်ရွာအမားရမြဟိုနေ့ကသူမိုးထီသွားတယ်လေအပြင်မှာဈေးသွားဝယ်တာမိုးစားရရမျိုးချတစ်ခုပဲလိုရတယ်အမျိုးချရှိနာ对နိုင်လောက်စားThank you အမစီနွေးတွေပါလေအကုန်လုံးလုပ်ပေးတာ
ကောလို့ပြပြဆုံး ကိုက်ကြည့်တယ်ကိုက်လို့မရ ပြပြဆုံးဆုံးနဲ့အဲ့ဒါနေတိုင်းပဲအဲ့ဒါကျေးဇူးတင်များ ဟုတ်တယ် ဒီတရားမလို့ကတ်ရှာတော့ရနေတာပဲနေတခုတော့ကောင်းလားမကောင်းရင်တော့စားလိုက်မယ်ငါလည်းမရမစားဘူးဒီတော့တော့တာပြေးအပြင်းပြေးသူတို့ကြော်လာကြည့်ပါဦးရနေတာပဲတော်တော်ကောင်းတယ်အဲ့ဒါလေးဟိုအမြဲလုံနေကြလူနဲ့ဟိုအမြဲမလုံတဲ့လူနဲ့ကွာတယ်လေအမြဲလုံနေကြလူကသူတို့ကဟိုဘာဘလောက်ဆက်ဆိုပြီးတော့ခါကျတော့စားတာနဲ့ရွနေအထဲမှာလည်းနူးညံ့နေသူတို့ကအပြင်ကကျွတ်ပြီးတော့ရွပြီးတော့အထဲကနူးညံ့သူကအဲ့လိုတော့ရွတော့အပေါ်ငံနဲ့တော့ပဲငံလည်းမငံဘူးပေါ့လည်းမပေါ့ဘူးအရသာလေးနဲ့ဒါဆိုဘာမှမလို့လားဘာနဲ့မှတော့သူ့စားဖို့မလို့သူကကောင်းလားမကောင်းလားပြောတွားနေရပဲရကျေးဇူးတင်ရတယ်ဘာဖြစ်လို့ဆိုတော့တိတော်လာမို့စားရတာဒီမို့စားလို့ကျေးဇူးမို့သူတို့ကတိတက်တယ်ပေါ့နော်တိတက်တယ်ကျေးဇူးတရားတိတက်တယ်ပေါ့နော်ကိုကလည်းအသီးနှံနေလာပေးတယ်သူတို့ကလည်းကိုယ်ကိုလည်းမျိုးစားစရာတွေလည်းအဲ့ခံတယ်ပေါ့နော်စားစရာလည်းအဲ့ခံတယ်တွားနေတော့ကောင်းလားနည်းနည်းမို့တော့ကောင်းဒီတခြားဆိုင်နေမှာလည်းကျွန်တော်ဝယ်စားဘူးတယ်ဒါပေမဲ့အဲ့လောက်မကောင်းတော့အဆင်ပြေဘူးဒါသူတို့လှုပ်စားတာပဲရှိတယ်လှုပ်ရောင်းတာမဟုတ်ဘူးနော်ကိုလှုပ်စားတာပဲရှိတယ်ပေါ့ကဲဒီကပြန်ရင်တို့လည်းအစင်လေးအိတ်ရုံနဲ့ဘိုက်ဒီလည်းတင်းကုန်ပြီတော့နော်အဲ့ရှင်မိသားကျွေးတာဘိုက်ဒီလည်းတင်းကုန်ပြီမျက်လုံးတွေလည်းဆင်းကုန်ပြီဟုတ်ကြတယ်ကြောခင်းဝကျန်မကြောခင်းဝကျန်တော့တယ်တဲ့မကြီးပြောတယ်မ ကလားဒီဂေါ်လီတွေမှာထက်ရတာနဲ့တို့ကလေးလေးပစားတော့မကောက်ခဲ့မယ် ဟုတ်လား နော်နဲ့ ဘယ်ရနေလား ကဲဒါပါပဲလို့နော်စားလို့လည်းရမ်းကောင်းတယ်ဟိုမှာခုနလည်းထမင်းစားပြရပြီထမင်းတောက်ပြီးတရားကျော်နှစ်ခုသုံးခုတော့မှစားလို့အတီလုံးဘူးတဲ့ဒီလိုစော်တယ်သူတို့မြီးလေးတွေနဲ့အစင်ပြေးနေတယ်အိမ်တိမ်ပါလေးကလေးမရှိတဲ့အိမ်ကလေးတကယ်6ပြည့်ရပြီဒီမှာကလေးရှိတဲ့အိမ်ဆိုရင်လေဒီမှာကလေးတွေနဲ့သူကသူပြောနေတာအစင်ပြေးโอเคဒါပါပဲဒါကောင်စားပြီးတော့ကျွန်တော်တို့လည်းအိမ်မှာပြန်နားပါတော့မယ်လို့တော့မှဒါအများနဲ့ဒီအရှင်မိသားစုပေါ်မှာလည်းအလာတခင်ကကောင်းကြီးပေးပါစေလို့ဆုတောင်းပေးပါတယ်လို့ဘိုင်ဘိုင်